တရားဓမ္မဆိုတာအခုနှလုံးသွင်းရင်နှလုံးသွင်းလိုက်တာနဲ့တပြိုင်နက်အေးချမ်းမှုကိုပေးနိုင်တယ်ရင်နဲ့နှလုံးထဲကပူလောင်နေတာတွေဟာတရားနှလုံးသွင်းလိုက်တာနဲ့အေးချမ်းသွားတယ်ချိန်ဆိုင်စရာမလိုသို့တော့အဂါလိကောဆိုတဲ့စကားလုံးကအဆင့်အမြင့်အနေနဲ့သုံးမယ်ဆိုလို့ရှိရင် message ပေါ်လိုက်တာနဲ့တပြိုင်နက်ဖို့စိတ်ဆိုတဲ့အကျိုးချက်ချင်းရတယ်လို့ပြောဩပနိကောဘုရားမြတ်စွာရဲ့တရားတော်တွေဟာအင်မတန်မှအကျိုးရှိသည့်အတွက်ကြောင့်ရင်ထဲနှလုံးထဲမှာထည့်ထားဖို့ကောင်းတဲ့တရားမျိုးတွေတချို့ဟာရင်ထဲနှလုံးထဲထည့်ထားလို့ရှိရင်ပူလောင်စေတတ်တယ်စိုးရိမ်စေတတ်တယ်မြတ်စွာဘုရားတရားတော်ကတော့ရင်ထဲနှလုံးထဲထည့်လိုက်မယ်ဆိုရင်ငြိမ်းချမ်းမှုကိုပေးတယ်ဒါကြောင့်မို့ဩပနိကောဒီအခြေအနေရရကိုမြတ်စွာဘုရားရဲ့တရားပညာရှိပုဂ္ဂိုလ်တွေကကိုယ်တွေ့သိနိုင်ခံစားနိုင်လို့အတိအသီးကိုယ်တိုင်သိနိုင်တဲ့အရာတွေတွေ့ရှိခံစားနိုင်တဲ့အရာဖြစ်လို့ပစ္စတံဝေရိတဘောဝိညုဟိလို့တရားကုံတော်ရဲ့တရားရဲ့အည်အသွေးတွေကိုမြတ်စွာဘုရားဟောပြဒီအည်အသွေးတွေကိုသိလိုက်ရတဲ့အခါတရားဓမ္မလေးစားကြည်ညိုပြီးအားကြပြီးအလုံးဟာတရားဓမ္မကိုလိုက်နာကျင့်သုံးခြင်းတဲ့စိတ်တွေလည်းပေါ်လာတကယ်ကျင့်သုံးရင်လည်းတကယ်ဒီအကျိုးတရားတွေကိုရရှိကြတာကမှန်မယ်သောကဖြစ်နေတဲ့ပုဂ္ဂိုလ်တွေသောကငြိမ်းသွားတယ်ငိုနေရတဲ့ပုဂ္ဂိုလ်တွေအငိုတိတ်သွားရတယ်ဆင်းရဲဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဆင်းရဲဒုက္ခကလွတ်မြောက်ကြတယ်စိတ်ဆင်းရဲမှုနဲ့ကြုံနေကြတဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာမှုကိုပြန်ပြီးရရှိသွားကြတယ်နိဗ္ဗာန်သွားဖို့ရာအတွက်လမ်းကောင်းလမ်းမှန်ကိုလည်းပဲတွေ့ရှိနိုင်တယ်နောက်ဆုံးနိဗ္ဗာန်ဆိုတာကိုကိုယ်တိုင်သိရှိမျက်မှောက်ပြုခွင့်ဖြစ်သွားတယ်ဒါကြောင့်မို့လို့တရားတော်ဟာလွဲမှားခြင်းမရှိဘူးအမတန်မှမှန်ကန်အဲ့ဒီမှန်ကန်တဲ့တရားတော်အတိုင်းကျင့်ကြံကြိုးကိုအားထုတ်လို့သောကဆိုတဲ့စိတ်ထဲကပူလောင်မှုတွေပရိဒေဝဆိုတာပူလောင်မှုကိုမခံနိုင်လို့ငိုကြွေးရမှုတွေဒုက္ခလို့ဆိုတဲ့ကိုယ်ဆင်းရဲမှုတွေဒေါမနတလို့ဆိုတဲ့စိတ်မချမ်းသာမှုတွေဒါတွေကိုလုံးဝဖယ်ရှားပြီးလုံးဝလွန်မြောက်သွားပြီးနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်လို့နိဗ္ဗာန်ကိုကိုယ်တွေ့မျက်မှောက်ပြုနေတဲ့ပုဂ္ဂိုလ်တွေကိုအရိယမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်မြတ်တွေမြင့်မြတ်တဲ့တရားကိုသိရှိနားလည်သည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်များလည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိတယ်အဲ့ဒီသူမြတ်တို့ရဲ့နှလုံးအိမ်မှာဘာတွေရှိသလဲထိုပုဂ္ဂိုလ်မြတ်တွေဟာဘဝမှာဘယ်လိုပုံစံနဲ့နေကြသလဲဆိုတာဟောဒီအရိယဝါဒသုတ်တံမှာမြတ်စွာဘုရားကဟောထားဒီကနေ့ခေတ်အရိယပုဂ္ဂိုလ်အနေနဲ့ကြီးညိုလေးစားကြလို့ရှိရင်ထိုအရိယပုဂ္ဂိုလ်ဆိုတာဒီလိုထိုအရိယပုဂ္ဂိုလ်ရဲ့နှလုံးအိမ်မှာဒီလိုအခြေအနေရက်တည်ရှိနေတယ်ဆိုတာကိုတရားချက်ကသူတော်စင်ပြိဿတို့သိရှိနားလည်ထားကြရမှာဖြစ်တယ်အဲ့ဒါကိုသိရှိနားလည်မထားလို့ရှိရင်တကယ်အရေးပါတဲ့ဂုဏ်ကြီးတွေကိုမေ့ပစ်ပြီးတော့အရေးမပါတာကိုအရေးတယူဖြစ်ပြီးတော့လွယ်လွယ်မှားမှားဖြစ်တတ်တယ်ဒါကြောင့်မို့အရေးကြီးတာကအရိယာပုဂ္ဂိုလ်ရဲ့နှလုံးအိမ်ထဲမှာဘာတွေရှိနေတယ်လဲဘာတွေရှိနေတယ်လဲဆိုတာလို့ဘာတွေရှိရမှာလဲဆိုတာလည်းပဲသိရှိနားလည်ခွင့်ရမှာပေါ့အရိယာပုဂ္ဂိုလ်မြတ်တွေကိုကြီးညိုသိရှိခွင့်ရဟောဒီသုတ်တံကဖော်ပြထားတယ်ကောင်းပြီအရိယာပုဂ္ဂိုလ်ရဲ့နှလုံးအိမ်ထဲမှာပုဂ္ဂိုလ်မြတ်တို့ရဲ့နှလုံးအိမ်မှာဘယ်လိုအနေထားရှိသလဲဆိုရင်သူတို့နှလုံးအိမ်ထဲမှာဟောဒီတဘာဝတရား၅မျိုးလုံးဝရှင်းနေရမယ်အရိယာပုဂ္ဂိုလ်ရဲ့နှလုံးအိမ်မှာတဘာဝတရား၅မျိုးလုံးဝရှင်းပြီးတော့ဖယ်ရှားထားပြီးသားဖြစ်နေတဲ့နှလုံးအိမ်ဖြစ်ရအဲ့ဒီတဘာဝတရား၅မျိုးဆိုတာဘာလဲထိုသုတ်တံမှာမြတ်စွာဘုရားကစကားလေးတစ်ခုနဲ့ဟောလိုက်ပင်စင်ကဝိပ္ပဟိနော
ဒီအချက်၅ချက်ကိုဖယ်ရှားထားတဲ့နှလုံးအိမ်ဖြစ်ရမယ်ဒီအချက်၅ချက်ဟာလူပုဂ္ဂိုလ်တဦးတယောက်ရဲ့တဏ္ဍာမှာကြီးစိုးနေမယ်သို့မဟုတ်ရှိနေမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်မြတ်မဖြစ်နိုင်သေးဘူးပုဂ္ဂိုလ်မြတ်ဖြစ်သွားပြီဆိုလို့ရှိရင်ဟောဒီတရား၅မျိုးရဲ့သူ့ရဲ့ယင်တဲ့နှလုံးထဲကဖယ်ရှားပြီးသားဖြစ်ရနံပါတ်1ကကာမိစ္ဆန္ဒကာမဂုဏ်အာယုန်နေနဲ့ပတ်သက်တဲ့ခံစားလို့တဲ့စိတ်ဆန္ဒတဏှာကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့ခံစားလို့ကာမဆိုတာဘာလဲကာမဆိုတာနှစ်သက်စရာအာယုန်တွေကိုကာမလို့ခေါ်တယ်အဲ့ဒီနှစ်သက်စရာအာယုန်တွေကိုနှစ်သက်နေတာကိုကာမိစ္ဆန္ဒလူလားတောင်းတနေတာကိုကာမိစ္ဆန္ဒဆိုပါစို့လူတွေရဲ့မျက်စိကနှစ်သက်စရာကောင်းတာလှတာပါတာကြည့်ခြင်းနဲ့ตายရတဲ့အတန်လေးကိုနားထောင်ခြင်းနဲ့မွေးကြိုင်တဲ့အနံ့လေးတွေကိုရှူခြင်းနဲ့ကောင်းမြတ်တဲ့အရာသာလေးကိုအရာသာခံခြင်းနဲ့အထိတွေ့ကောင်းတာလေးနဲ့ထိတွေ့ခြင်းနဲ့ဆိုတာဒီစိတ်ဓာတ်ကလေးတွေရှိတယ်။တာမန်ပုဂ္ဂိုလ်တွေကဒါကိုလိုက်ရှာကြ။မျက်စိကလှတာပါတာကြည့်ဖို့လိုက်ရှာ။ကိုယ်အနီးနားမှာရှိရင်ကြည့်မယ်။မရှိရင်လိုက်ရှာမယ်။နားကလည်းตายရတဲ့အတန်နားထောင်ခြင်းနဲ့မရှိရင်လိုက်ရှာမယ်ဖန်တီးယူမယ်။နှာခေါင်းကလည်းမွေးကြိုင်တဲ့အနတ်ရခြင်းနဲ့မရရင်ရအောင်ရှာတယ်။လျှာကလည်းကောင်းတဲ့အရာသာခံစားခြင်းနဲ့မရအောင်ရှာတယ်ခန္ဓာကိုယ်ကလည်းအထိတွေ့ကောင်းတာလေးတွေထိတွေ့ခြင်းနဲ့မရှိရင်ရှာကြံပြီးတော့လုပ်တယ်အဲ့ဒီလိုစိတ်ဆန္ဒအာယုံ၅ပါးကာမဂုဏ်တရားတွေပေါ်မှာလိုလားနှစ်သက်တွေ့တာနေတဲ့ကာမိဆန္ဒဆိုတဲ့ဒီသဘာဝတရားလွှမ်းမှုကြီးစိုးထားတာမရှိရဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မြတ်ရဲ့နှလုံးသားထဲမှာကာမိဆန္ဒတရားဆိုတာလုံးဝဖယ်ရှားထားပြီးသားဖြစ်တယ်ကာမနဲ့ပတ်သက်တဲ့လူကျင်တဲ့ဆန္ဒသူ့မှာလုံးဝမပေါ်လာဖယ်ရှားထားတယ်ကာမအာယုန်တွေကဝေးတဲ့နေရာကိုနှစ်သက်တယ်ကာမအာယုန်ကဝေးတဲ့နေရာတွေကိုနှစ်သက်ပြီးတိတ်ဆိတ်ငြိမ်သက်မှုကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်ကာမိဆန္ဒလူဆိုတာကောင်းတာလိုချင်တယ်ကောင်းတာတွေကိုခံစားခြင်းတယ်တဏှာရဲ့သဘောထားကောင်းတာတွေမရဘူးဆိုလို့ရှိရင်လည်းစိတ်ညစ်တယ်ရပြီးတဲ့နောက်လက်လွတ်ဆုံးရှုံးသွားလို့ရှိရင်လည်းဝမ်းနည်းတတ်တယ်ဒါလူရဲ့သဘောဒါကြောင့်မို့ကာမိဆန္ဒပြီးရင်နောက်ထပ်ဖယ်ရှားရမှာဖြာပါဒဆိုတာကိုယ်အလိုကြလို့ရှိရင်လောဘဖြစ်တယ်အလိုမကြဘူးဆိုရင်ဒေါသဖြစ်တယ်လောဘရှိနေသေးရင်ဒေါသကလားနေမှာပဲဘာဖြစ်လို့လဲအလိုကြနေသေးရင်လောဘအလိုကြနေတာပျောက်ဆုံးသွားလို့ရှိရင်လေဒေါသမကြေမနပ်ဖြစ်တယ်စိတ်ထဲမှာခံပြင်းလေဆိုတာမျိုးလားအဲ့ဒီဗျာပါဒဆိုတဲ့တရားစိုးဟာလေပုဂ္ဂိုလ်မြတ်ရဲ့နှလုံးသားထဲမှာလုံးဝကင်းတယ်မရှိဘူးဒါလည်းမရှိရနောက်တစ်ခုကဌိနမိတ်တဆိုတာကမ္မထာအာယုံပေါ်မှာစိတ်ကလေးပို့တင်လိုက်တာနဲ့တပြိုင်နက်ထိုးစိတ်ကလေးကဆုံးနစ်လာတယ်အလုံးမဖြစ်ချင်ဘူးတွန့်လာကောင်းတဲ့အရာကိုတွေးလိုက်လို့ရှိရင်စိတ်လေးကလန်းဆန်းခြင်းမရှိဘူးနောက်တွန့်လာတယ်ဆိုလိုတာကအရာစကားနဲ့ပြောရင်ပြင်းလာတယ်ပေါ့ကောင်းတဲ့အလုပ်ဆိုပြင်းလာတိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာနေရမယ်ဆိုပြင်းလာကောင်းတဲ့အာယုံပေါ်မှာအာယုံပြုတ်ရမယ်ဆိုရင်တွန့်ဆုတ်လာစိတ်ကလေးငြိမ်အောင်ထားခြင်းတွန့်ဆုတ်လာအဲ့ဒီတွန့်ဆုတ်လာတဲ့သဘာဝကိုဌိနမိတ်တလို့ခေါ်တာပဲကာယတ္တအကမ္မညတ္တာစိတ်တ္တအကမ္မညတ္တာစိတ်တွေအလုံးမဖြစ်ဘူးကုသိုလ်ဘက်ကိုပုတ်လွတ်လို့မရဘူးနောက်တွန့်လာတယ်ဆိုလို့ရှိရင်ဒါဌိနမိတ်တဝင်လာတယ်လို့ပြောတာပေါ့နောက်ဆုံးသိကြီးဆိုးသွားတဲ့အခါကျတော့ငိုက်မြီးလာတယ်အိတ်ချင်လာတယ်ဆိုပေါ့
အဲ့ဒီလိုစိတ်ဓာတ်တွေဝင်လာတယ်အဲ့ဒီနှလုံးသားပုဂ္ဂိုလ်မြတ်တွေရဲ့နှလုံးသားထဲမှာကောင်းတဲ့ပုံမှာအာယုန်လေးဥတည်လိုက်တာနဲ့တပြိုင်နက်စိတ်ဟာလန်းဆန်းပြီးတော့ရှင်လန်းနေတယ်ဘယ်တော့မှတွန့်ဆုတ်သွားတာမရှိဘူးတရားဓမ္မနဲ့ဘယ်လိုပဲနေရလန်းဆန်းတက်ကြွပြီးတော့နေတယ်တွန့်ဆုတ်သွားတာမရှိဘူးဆိုရင်ပုဂ္ဂိုလ်မြတ်ရဲ့နှလုံးသားထဲမှာဌိနမိတ်တာဆိုတဲ့အပိတ်အဆိုတရားကင်းရှင်းတယ်လို့ဒီလိုပြောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဥဒိစ္စနဲ့ကုက္ကုစ္စအာယုန်လေးတစ်ခုပေါ်မှာစိတ်ကလေးကိုပို့လွတ်လိုက်တဲ့အခါကျတော့ထိုအာယုန်ပေါ်မှာမရောက်ဖဲနဲ့စိတ်တွေဟာပြန့်ထွက်သွားတယ်ဆိုလိုတာကတမာတိတရားနဲ့စိတ်ကိုစုစည်းလို့မရအောင်စိတ်စုစည်းလို့မရအောင်စိတ်ဟာလွင့်ပြန်နေတယ်အဲ့ဒါမျိုးကဖြစ်တတ်တယ်သူမြတ်တွေရဲ့တဏ္ဍာမှာဆိုရင်အာယုန်လေးတစ်ခုကိုစိုက်လိုက်တာနဲ့စိတ်ဟာစိုက်ကြသွားတယ်ခါတယ်ထိုအာယုန်ဘောကနေခွာလို့မရတော့အောင်စိတ်ကစိုက်ကြသွားတယ်ဥဒိစ္စဆိုတာဖြစ်တော့ယမယခလူတွေရဲ့စိတ်ထဲမှာတစ်ချိန်တစ်ခါတော့ကလှုပ်ခဲ့တာတော့မလှုပ်ခဲ့မိတာတော့ ਨੇ ပတ်သက်ပြီးတော့ကြံတွေးပြီးပူပန်းနေတတ်တယ်ကုက္ကုစ္စလို့ခေါ်တယ်အဲ့ဒီကုက္ကုစ္စမျိုးနဲ့သူမြတ်တွေရဲ့နှလုံးသားထဲမှာလုံးဝကင်းတယ်ပုဂ္ဂိုလ်မြတ်တွေဟာဒီနှလုံးသားရဲ့မတည်ငြိမ်မှုပူပန်မှုဆိုတော့လုံးဝမရှိဘူးတည်ငြိမ်တယ်ပူပန်မှုကင်းတယ်အေးချမ်းတယ်ဒါပုဂ္ဂိုလ်မြတ်ရဲ့နှလုံးသားပဲအဲ့နှလုံးအိမ်ထဲမှာဒါတွေမရှိရနောက်တစ်ခုကဝိသိကိစ္စဗုဒ္ဓအကြောင်းစဉ်းစားလိုက်တဲ့အခါဖြစ်စေဓမ္မအကြောင်းစဉ်းစားလိုက်တဲ့အခါဖြစ်စေသံဃာအကြောင်းစဉ်းစားလိုက်တဲ့အခါဖြစ်စေအရိယသံဃာတွေအကြောင်းစဉ်းစားလိုက်တဲ့အခါဖြစ်စေကိုကျင့်နေတဲ့တရားဓမ္မနဲ့ပတ်သက်၍ဖြစ်စေမဆုံးဖြတ်နိုင်တဲ့အရာဆိုတာမရှိဘူးဆုံးဖြတ်တန်တရားဆိုတာမရှိတော့ဟုတ်မမလားသို့လောမေကွန်းထုတ်နေတာမျိုးမရှိတော့ဘူးတိတိကျကျကြီးဆုံးဖြတ်ပြီးသားတဘာဝတရားကိုမြင်လိုက်တာနဲ့အေးဖះဟောတာမှန်လိုက်တာဒီတရားတကယ်လက်တွေ့ပဲဖះဟောတဲ့အတိုင်းငါလည်းသိတယ်စိတ်ထဲမှာဆုံးဖြတ်လာတယ်အဲ့ဒါလို့ဆုံးဖြတ်နိုင်တဲ့စွမ်းအားတွေလည်းသူမြတ်တွေရဲ့နှလုံးသားထဲမှာရှိနေသည့်အတွက်ကြောင့်သူမြတ်တွေရဲ့နှလုံးသားထဲမှာတန်တရားတရားဆိုတာလည်းကင်းရှင်းတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့နိဝရဏလို့ဆိုတဲ့အသိဉာဏ်ကိုပိတ်ဆို့တတ်တယ်ကုသိုလ်ကိုပိတ်ဆို့တတ်တယ်အသိဉာဏ်ကိုအားနည်းအောင်လုပ်တဲ့ဒီနိဝရဏတရား၅ပါးပုဂ္ဂိုလ်မြတ်တို့ရဲ့နှလုံးသားထဲကဖယ်ရှားပြီးသားဖြစ်နေတယ်ဟောပုဂ္ဂိုလ်မြတ်တွေရဲ့နှလုံးအိမ်ထဲမှာဒါတွေမရှိဘူးအဲ့ဒါတွေရှိနေသေးလို့ရှိရင်ပုဂ္ဂိုလ်မြတ်မဟုတ်သေးဘူးပုဂ္ဂိုလ်မြတ်ဖြစ်ပြီးဆိုရင်ဒါနှလုံးအိမ်ထဲမှာဒါတွေမရှိတော့ဘူးလုံးဝရှင်းသွားကောင်းပြီနှလုံးအိမ်ထဲကနိဝရဏဆိုတဲ့သဘာဝတရား၅မျိုးရှင်းလို့စိတ်ထဲကကြည်လင်းနေတယ်ဒါဖြင့်ဒီပုဂ္ဂိုလ်မြတ်တွေဟာမျက်စိလည်းရှိတယ်နားလည်းရှိတယ်နှာခေါင်းလည်းရှိတယ်လျှာလည်းရှိတယ်ခန္ဓာကိုယ်လည်းရှိတယ်စိတ်လည်းရှိကြဘုန်းကြီးတို့တွေမျက်စိကမြင်ရတယ်လို့သူတို့လည်းမြင်တယ်မြင်စရာတွေကိုမျက်စိကမြင်တယ်ကြားစရာတွေကိုလည်းကြားရမယ်အသံကိုလည်းနားကကြားတယ်အနံ့လည်းနှာခေါင်းကရတယ်ဟုတ်လားကောင်းတဲ့အနံ့ဆိုးတဲ့အနံ့လျှာကလည်းပဲကောင်းတဲ့အရာသာဆိုးတဲ့အရာသာခန္ဓာကိုယ်ကလည်းကောင်းတဲ့အထီးတွေ့မကောင်းတဲ့အထီးတွေ့စိတ်ကူးစိတ်တန်းထဲမှာလည်းပဲကျင့်တတ်စရာကောင်းတာကျင့်တတ်စရာမကောင်းတာစိတ်ထဲမှာဒါတွေကဒီအင်္ဂါရက်တွေရှိနေသည့်အတွက်ကြောင့် sense organ တွေပေါ့ sense organ နဲ့အာယုန်တွေနဲ့တွေ့တဲ့အခါဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မျက်စိနဲ့မြင်စရာမြင်ရတာပဲကောင်းတာလည်းမြင်မယ်ဆိုးတာလည်းမြင်မယ်
ကောင်းပြီအရိယာသူမြတ်တွေကြတော့တဲ့ဟောဒီအင်္ဂါ6ပါးနဲ့ပြည့်စုံနေတယ်ဘာတွေလဲသူတို့လည်းမျက်စိရှိတော့ကောင်းတာလည်းမြင်မယ်ဆိုးတာလည်းမြင်မယ်တာမန်ပုဂ္ဂိုလ်တွေလည်းမျက်စိနဲ့ကောင်းတာလည်းမြင်တယ်ဆိုးတာလည်းမြင်တယ်တာမန်ပုဂ္ဂိုလ်ရဲ့အနေထားကဘယ်လိုရှိတုံးဆိုရင်ကောင်းတာမြင်လို့ရှိရင်ပျော်တယ်လောဘနဲ့ကျေနပ်တယ်မကောင်းတာမြင်လို့ရှိရင်စိတ်ဆိုးတယ်သို့မဟုတ်မကျေနပ်ဘူးစိတ်ထဲမှာခံမြင်တယ်ထိုသဘာဝတရားရဲ့အာယုံကိုလည်းအာယုံရဲ့သဘာဝတရားအမှန်ကန်ကိုလည်းသိရှိခြင်းမရှိဘူးသဘာဝတရားကိုစူးစိုက်ကြည့်နိုင်ခြင်းလည်းမရှိဘူးဒါတာမန်ပုဂ္ဂိုလ်တွေမြင်လိုက်တာနဲ့တပြိုင်နက်ကိုကြိုက်လို့ရှိရင်လောဘဖြစ်တာမကြိုက်ဘူးဆိုရင်ဒေါသဖြစ်တာဟောကြိုက်ရင်လောဘမကြိုက်ရင်ဒေါသလောဘဒေါသနဲ့သွားနေတာထိုအာယုံပေါ်မှာတတိဆိုတာလည်းမရှိဘူးမှန်မှန်ကန်ကန်သိတဲ့ပညာဆိုတာလည်းမရှိဘူးဒါတာမန်ပုဂ္ဂိုလ်တွေကဒီတိုင်းပဲအရိယာပုဂ္ဂိုလ်မြတ်တွေသို့မဟုတ်ပုဂ္ဂိုလ်မြတ်တွေရဲ့နှလုံးအိမ်ထဲကြတော့ကြည့်မျက်စိကကောင်းတာမြင်လိုက်ရင်လေလောဘနဲ့ဝမ်းသာတာမဖြစ်ဘူးလိုချင်တဲ့စိတ်နဲ့ဝမ်းသာတာမျိုးမဖြစ်ဘူးမကောင်းတာမြင်လိုက်လို့ရှိရင်လေဒေါသနဲ့မကြေမနပ်ဖြစ်တာမရှိဘူးအဲ့ဒီအာယုံပေါ်မှာစိတ်ကိုငြိမ်အောင်ထားနိုင်တဲ့ဥပိ္ပခာအာယုံရဲ့သဘာဝကိုသိရှိနေတဲ့တတိထားနေတဲ့တတိတရားထိုအာယုံရဲ့သဘာဝကိုသိရှိနားလည်နေတဲ့တမ္ပစဉ္ညတရားတတိတမ္ပစဉ္ညအဲ့ဒီတရားတွေနဲ့ကိုမြင်တဲ့အာယုံပေါ်မှာအတိတ်အဆောင်မရှိဘူးကောင်းတာတွေ့လို့လောဘဖြစ်တာမရှိဘူးမကောင်းတာတွေ့လို့ဒေါသဖြစ်တာမရှိဘူးကောင်းတဲ့အာယုံကိုကောင်းတယ်လို့ပဲသိတယ်မကောင်းတဲ့အာယုံကိုမကောင်းတယ်လို့သိတယ်စိတ်ကိုတည်ငြိမ်အောင်ထားနိုင်တယ်ဥပိ္ပခာ equanimity ကိုခေါ်စိတ်ကလေးကငြိမ်မျက်စိကမြင်တဲ့အခါမှာစိတ်လှုပ်ရှားမှုမရှိဘူးတာမန်ပုဂ္ဂိုလ်တွေကြတော့ဟေးကောင်းတာကြတော့ကြည့်လိုက်တယ်တချို့လှတာပတာမြင်လို့ရှိရင်မျက်လုံးနဲ့အာမရလို့ပါဇက်ကြီးပါဟာကြည့်တာရှိတယ်လေအော်ပြီးတော့အဲ့ဒါအာမရလို့ပေါ့နော်တအံတော်ဖြစ်လာအေးရိယာပုဂ္ဂိုလ်တွေကြတော့မြင်တာမြင်ကမတ္တပဲကောင်းတာမြင်လဲလောဘမဖြစ်ဘူးမကောင်းတာမြင်လဲဒေါသမဖြစ်မဖြစ်ရုံနဲ့မဟုတ်ဘူးမြင်လာတဲ့အာယုံပေါ်မှာတတိတံပစဉ္ညနဲ့စိတ်ကိုတည်ငြိမ်အောင်ထားနိုင်တယ်ဒါကအရိယာပုဂ္ဂိုလ်ရဲ့နှလုံးသားထဲမှာဒီတရားကိန်းနေတယ်ထို့တူပဲနားလည်ရမှာအတန်ကြားလိုက်လို့ရှိရင်လေတာမန်ပုဂ္ဂိုလ်တွေကကောင်းတဲ့အတန်ကြားခြင်းဟေးထပ်ကြားခြင်းမကောင်းတဲ့အတန်ကြားလို့ရှိရင်ပိတ်လိုက်စမ်းကွာဒီအတန်ကြီးနော်မကြားခြင်းဒီပြန်ပိတ်မရရင်ကိုယ်နာကိုပိတ်မှာပေါ့နော်ဒီလိုစိတ်ထဲမှာခံမြင်မှုတွေဖြစ်အရိယာပုဂ္ဂိုလ်တွေကြတော့အဲ့ဒါမျိုးလုံးဝမဖြစ်ဘူးကောင်းတဲ့အတန်ကြားလို့လဲဝမ်းသာမှုလောဘမဖြစ်ဘူးဝမ်းသာတဲ့လောဘနဲ့ဝမ်းသာတာမဖြစ်ဘူးမကောင်းတဲ့အတန်ကြားလို့လဲဒေါသနဲ့စိတ်ဆိုးတာမရှိဘူးထိုအတန်ရဲ့သဘာဝကိုတတိတံပစဉ္ညနဲ့သိရှိပြီးတော့စိတ်ကိုတည်ငြိမ်အောင်ထားနိုင်တယ်တဲ့ထိုပုဂ္ဂိုလ်မြတ်တွေရဲ့နှလုံးသားမှာဒီအစွမ်းတတ္တိဟာလည်းရှိနေတယ်ပေါ့ဒီအင်္ဂါရနဲ့လည်းပြည့်စုံထို့တူပဲအရိယာပုဂ္ဂိုလ်မြတ်တွေနှာခေါင်းကအနံ့ရရင်လည်းဝန္တာရဝန္နေတာစိတ်ဆိုးတာမရှိလျှာကအရသာခံတဲ့အခါမှာလည်းပဲလောဘနဲ့ကျေနပ်တာဒေါသနဲ့မကျေနပ်တာမရှိခန္ဓာကိုယ်နဲ့ထိတွေ့တဲ့အခါตายရတဲ့အထိတွေ့ဆိုရင်လောဘမဖြစ်ဘူးမตายရတဲ့အထိတွေ့ဆိုရင်ဒေါသမဖြစ်ဘူးသဘာဝအစစ်မှန်ကိုသိပြီးစိတ်လေးကိုတည်ငြိမ်အောင်ထားနိုင်တယ်တဲ့စိတ်ကူးစိတ်တန်းထဲမှာတခါတရံကြတော့အာယုန်နမိတ်တွေကပေါ်လာတတ်တယ်ပေါ့လူစိတ်ထဲမှာဆိုအာယုန်မျိုးမျိုးပေါ်လာကောင်းတာလည်းပေါ်ရင်ပေါ်မှာမကောင်းတာလည်းပေါ်ရင်ပေါ်အေးမကောင်းတာပေါ်လာလို့လည်းဒေါသမဖြစ်ဘူးကောင်းတာပေါ်လာသည့်အတွက်ကြောင့်ကောင်းလိုက်တာလို့ဆိုပြီးတော့လောဘမဖြစ်သဘာဝတရားတွေရဲ့အစစ်မှန်ကိုတတိထားပြီးတော့ဆင်ញဉာဏ်ဖြင့်သိရှိလို့
စိတ်သေးကတည်ငြိမ်နေတယ်အဲ့ဒါဟာပြည့်စုံမြင့်မြတ်တယ်မျက်စိနာနာလျှာကိုယ်စိတ်နဲ့ခံယူရရှိလာတဲ့အာယုန်တွေအပေါ်မှာတည်ငြိမ်မှုနဲ့လောဘဒေါသကင်းတဲ့တည်ငြိမ်မှုနဲ့နေနိုင်တာဟာအရိယာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်မြတ်ရဲ့နှလုံးအိမ်မှာဒီတိုင်းပဲရှိပါတယ်လှုပ်ရှားသွားတာမျိုးမရှိပါဘူးအဲ့တော့အရိယာပုဂ္ဂိုလ်တွေဟာကောင်းတာကိုကောင်းမှမသိဘူးဟိုမကောင်းတာကြတော့မကောင်းမှမသိဘူးလို့ဒီလိုမှအောက်မေ့လေကောင်းတာကိုကောင်းတယ်လို့သိတက္ကပညာသုံးမှာကြည့်လေတရားမင်းကြီးကလွတ်လိုက်တော့ပိဿတိကနတ်သားဟာအိန္ဒသာလလှိုင်ကူမှာမြတ်စွာဘုရားကလှိုင်ကူထဲမှာသတင်းသုံးဘုရားအနီးကို तू ကရုတ်တရက်သွားဖို့ရခက်ခဲတော့လှိုင်ကူအပြင်နားကနေပြီးတော့စောင်းကလေးတီးတယ် तू ကစောင်းတန်လေးပေးတယ်ပေါ့နော်ဘုရားကိုစောင်းတန်ပေးတယ်စောင်းတီးပြီးတော့သချင်းဆိုတယ်ပေါ့သူဆိုတဲ့သချင်းကပထမအပိုက်ကတော့ဘုရားကုံကျေးဇူးကိုချူဆိုတယ်ဒုတိယအပိုက်ကတရားကုံကျေးဇူးခုခေတ်ဆိုရင်တော့ထူးမခြားနာတော့ဘာလို့နေမှာပေါ့နော်တတိယကတန်ခါကုံကျေးဇူးကိုဆိုပြီးတော့စတုထကြတော့ကာမနဲ့ပတ်သက်တဲ့အချစ်သချင်းမျိုးတွေဆိုတယ်ပေါ့စောင်းကလေးတီးပြီးတော့သချင်းဆိုတယ်အဲ့ဒီသချင်းပုတ်တွေပြီးသွားလို့စောင်းတန်ရက်တဲ့အခါကျတော့မြတ်စွာဘုရားကဘာမိတ်ရှိတော့အေးမင်းဆိုတဲ့သချင်းတန်နဲ့စောင်းတန်ကလိုက်လျောပါပြီလေဒါမြတ်စွာဘုရားကตาရလို့မဟုတ်ตาရလို့ရှိရင်ထပ်တီးစမ်းပါလို့ပြောမှာပေါ့အဲ့ဒါလို့ตาရတာမဟုတ်ဘူး appreciate လုပ်တယ်လို့ခေါ်တယ်ကောင်းရင်ကောင်းတယ်လို့အသိမှတ်ပြုတာမကောင်းရင်မကောင်းဘူးလို့အသိမှတ်ပြုတာမြတ်စွာဘုရားကဒီတာမန်အကယ်၍သာမြတ်စွာဘုရားကဒီတခြင်းတန်နဲ့စောင်းတန်ဟိုကောင်းတာကိုကောင်းမှမသိဘူးလို့ထင်ကောင်းထင်နေကြမှာပေါ့နော်မြတ်စွာဘုရားကောင်းတာကောင်းမှသိတယ်မကောင်းတာမကောင်းမှမသိတယ်သို့တော့ကောင်းတဲ့အပေါ်မှာလောဘဖြစ်မကြဘူးဘုန်းကြီးတို့တွေကြတော့ကောင်းလို့ရှိရင်နောက်ထပ်လိုချင်တာလောဘကဒါလေးကိုတထန်တတာဖြစ်တယ်မကောင်းဘူးဆိုလို့ရှိရင်နောက်ထပ်မလာစေနဲ့ဒါမျိုးရိယပုဂ္ဂိုလ်မြတ်တွေသူတော်သူမြတ်တွေရဲ့နှလုံးအိမ်ထဲမှာလည်းပဲစိတ်ထတည်ငြိမ်မှုဆိုတာဒီအချက်6ချက်နဲ့ပတ်သက်လာလို့ရှိရင်စိတ်ထတည်ငြိမ်မှုတတိတံစင်ညာအပြည့်အဝရှိပြီးစိတ်ထားတည်ငြိမ်မှုရှိနေတယ်ဒါအရိယပုဂ္ဂိုလ်ရဲ့နှလုံးအိမ်ထဲမှာရှိနေတဲ့အခြေအနေတရားကိုဖော်ပြတာဘလောက်နေလို့ထိုင်လို့ကောင်းမလဲစဉ်းစားကြည့်ပေါ့မျက်စိနဲ့မြင်ပြီးလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးအခုဘုန်းကြီးတို့တွေလောဘဖြစ်တယ်ဆိုတာမျက်စိနဲ့မြင်ပြီးလောဘဖြစ်ကြတာလေဒေါသဖြစ်တယ်ဆိုတာလည်းမျက်စိနဲ့မြင်ပြီးတဲ့ဖြစ်ကြတာပဲမဟုတ်လားနာကအတန်နာထောင်ပြီးတော့လောဘဖြစ်တယ်ဒေါသဖြစ်တယ်နှာခေါင်းကအနံ့ရှူပြီးလောဘဖြစ်တယ်ဒေါသဖြစ်တယ်လျှာကနေရတာခံပြီးတော့လောဘဖြစ်တယ်ဒေါသဖြစ်တယ်လောကမှာပြဿနာဖြစ်ပြီးကျင့်တတ်မှုမကျင့်တတ်မှုဆိုတာအာယုန်နဲ့ကြုံတွေ့ပြီးတဲ့နောက်မှာပေါ်လာတဲ့သဘာဝတွေပါအရိယာပုဂ္ဂိုလ်တွေကြတော့အဲ့ဒီလိုအခြေအနေမျိုးဘလောင်းပလဲဖြစ်နေတဲ့စိတ်ဓာတ်မျိုးတွေမရှိဘဲနဲ့အမတန်မှအာယုန်6ပါးနဲ့တွေ့တဲ့အခါမှာတည်ငြိမ်ပြီးတော့တည်ငြိမ်နေဆိုတာမသိလို့တည်ငြိမ်တာမဟုတ်ဘူးဥပမာပဲတည်ငြိမ်မှုဆိုတာမျက်စိမမြင်တဲ့လူကကောင်းတာလည်းမမြင်အောင်ဆိုးတာလည်းမမြင်အောင်မျက်စိမမြင်ရသည့်အတွက်ကြောင့်တည်ငြိမ်နေတယ်လို့ပြောလို့ရတာပေါ့မြင်မှုပေါ်မှာသူကစိတ်လှုပ်ရှားမှုမလာတော့ဒါမျက်စိမမြင်လို့ဖြစ်တယ်ဟာနော်သို့တော့သူ့မှာမြင်ရမယ်ဆိုလောဘဖြစ်ဒီသူတော်သူမြတ်တွေရဲ့နှလုံးအိမ်မှာကြတော့ဘယ်လိုကင်လှုပ်အာယုန်တွေကဘယ်လိုလှုပ်ရှားမှုမရှိတော့ဘူးလို့ပြောတာအာယုန်တွေဟာမုန်တိုင်းနဲ့အလားတန်တူတယ်အာယုန်မုန်တိုင်းတွေကဘလောက်ထိခိုက်ဘလောက်တိုက်
သူတို့ကကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိနေသည့်အတွက်ကြောင့်အာယုံရဲ့သဘာဝပုံမှာကြံ့ကြံ့ခိုင်ထားပြီးလောဘဆိုတာလည်းပေါ်မလာနိုင်ဘူးဒေါသဆိုတာလည်းပေါ်မလာနိုင်ကြည်လီပြင်းထန်တဲ့မုန်တိုင်းတိုက်တဲ့အခါတစ်ပင်တွေကရိမ့်ထိုးနေဘာဖြစ်လို့ကြံ့ခိုင်မှုအားနေရိမ့်ထိုးရင်မကဘူးအမြစ်ပါထောင်လဲသွားတာမျိုးရှိကြံ့ခိုင်မှုအားနေကြောက်တောင်ကြီးတွေကြတော့ဘာဖြစ်ဘာဖြစ်လို့ကြံ့ခိုင်မှုအားကောင်းနေလို့အရိယာပုဂ္ဂိုလ်ရဲ့နှလုံးသားဟာကြောက်တောင်ကြီးလိုပါတဲ့အာယုံမုန်တိုင်းနေနဲ့တွေ့လို့ရှိရင်ကတော့ကြောက်တောင်ကြီးလိုကြံ့ကြံ့ခိုင်နိုင်တယ်ဘယ်လိုပဲတိုက်မတိုက်တာမဟုတ်ဘူးနော်အရိယာပုဂ္ဂိုလ်တွေမှာလောကရန်မုန်တိုင်းအာယုံမုန်တိုင်းအကုန်လုံးတိုက်တာအဲ့လိုတိုက်နေတဲ့ထဲမှာအတိုက်ခံနိုင်တာဒါကြောင့်မို့ပုဂ္ဂိုလ်မြတ်တို့ရဲ့နှလုံးအိမ်ထဲမှာလှုပ်ရှားရိမ့်ရိုင်မှုဆိုတာမရှိဘူးဒီ6ချက်နဲ့ပတ်သက်လာလို့ဒါကြောင့်မို့ကြံ့ခိုင်တဲ့ဟောဒီ6မျိုးအရိယာပုဂ္ဂိုလ်တွေမှာရှိတယ်လေးမြတ်ကြီးညိုစရာတစ်ခုပေါ့နောက်တစ်ခုကဘာဖြစ်လို့ဒီလိုဖြစ်နေရသလဲလို့ဆိုလို့ရှိရင်အရိယာပုဂ္ဂိုလ်ရဲ့နှလုံးအိမ်ထဲမှာ protection system ရှိတယ်လို့ပြောအဲ့ဒါပါတော့တတရက္ခတတိတရားကလွှမ်းမိုးကြီးစိုးထားတယ်ဘယ်တော့မှမေ့သွားတယ်လို့မရှိဘူးဘုန်းကြီးတို့တွေကြတတိမေ့သွားသည့်အတွက်ကြောင့်မကောင်းတဲ့အတွေ့တွေဝင်လာတယ်တတိကလေးကလွတ်သွားတယ်ပုဂ္ဂိုလ်မြတ်တွေရဲ့နှလုံးသားကြတော့တတိကအကုန်လုံးထိန်းထားတယ်ဒါကြောင့်မို့ခုနကအာယုံမုန်တိုင်းတွေဘယ်လိုဝင်တတိဆိုတဲ့အဆောင်လျှောက်ကအမြဲတမ်းခိုင်မာစောင့်ကြပ်ထားတာဖြစ်သောကြောင့်အပြင်ဘက်ကဘာမှဝင်လာပြီးတော့အတွင်းကိုလှုပ်ရှားအောင်လုပ်ခြင်းကမတတ်နိုင်ဘူးတဲ့ဒါကြောင့်မို့သူမြတ်တို့ရဲ့နှလုံးအိမ်မှာတတိဒီဟုသောအဆောင်လျှောက်အခိုင်မာရှိတယ်ဒါကတစ်ခုနောက်တစ်ခုကအထောက်ပံ့၄ခုမိကိုရာ၄မျိုးသူတော်သူမြတ်တွေရဲ့နှလုံးအိမ်ထဲမှာရှိဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ကြုံတွေ့မှုတွေကအမျိုးမျိုးပဲဘဝရလာပြီးတော့နော်အသုံးပြုရတာရှိတယ်သိခံရတာရှိမယ်ရှောင်ကျဉ်ရတာရှိမယ်တွန်းလှန်ရတာရှိကိုနေ့စဉ်ကြုံတွေ့နေရတဲ့ထဲမှာလေလက်ခံရမယ့်အရာလည်းရှိတယ်စာပေကဒါကိုပฏิသေဝတိလို့ပြောလက်ခံတယ်ကျင့်သုံးတယ်တခါတရံကျတော့သီးခံရတာရှိသီးခံရတယ်ဆိုတာယာတိဥရုဒံလည်းသီးခံရတာအေးရင်အေးတဲ့တံပူရင်ပူတဲ့တံလေတိုက်ရင်လေတိုက်တဲ့တံစသဖြင့်ဘဝတစ်ခုမှာခံရမယ့်တံတွေအများကြီးကိုလာစော်ကားလို့သီးခံရတာလည်းရှိတာမြတ်စွာဘုရားကိုယ်တိုင်စော်ကားခံရတာလည်းရှိတာဟုတ်သုတ်တန်တွေမှာမှတ်တမ်းရှိတာပဲဘုရားတော်သွားပြီးနေမဲကဆဆဲတဲ့လူရှိသေးတာအဲ့ဒီဆဲတာကိုမြတ်စွာဘုရားစိတ်ဟာလှုပ်ရှားမှုမရှိဘဲနဲ့သီးခံနေတယ်ကောသကဗာရတော်စသုတ်တန်မှာဆိုရင်မြတ်စွာဘုရားပုံနာကြီးတယောက်ကလာဆဲတယ်သီးခံနေတယ်ပြီးတဲ့အခါကျတော့မှမေးတယ်ငါတခုပြောမယ်တဲ့မင်းအိမ်မှာဧည့်သည်တွေဘာတွေလာတဲ့အခါကျတော့မုံပဲသေးစားတွေနဲ့အဲ့မခံဘူးလားတဲ့အခါခုခေတ်ကော်ဖီနဲ့အခါပေါ့မဟုတ်ဘူးနော်အဲ့ဒါကိုဧည့်သည်တွေကစားမသွားဘူးဆိုရင်ဘယ်သူဟာလဲစားမသွားရင်သူဟာပဲပေါ့အေးအဲ့ဒီတိုင်းပဲတဲ့မင်းကငါ့ကိုဆဲရခြင်းဖြင့်အခါငါမင်းဟာဒီလက်မခံလက်မခံနဲ့လက်ဆောင်နဲ့ဥပမာပေးပြီးတော့မြတ်စွာဘုရားကသိခံမှုအတိုင်းအတာတစ်ခုဖော်ပြဟုတ်တယ်လေတယောက်ကလာဆဲလို့ကိုကပြန်ဆဲရင်ဒါသူဆဲတာကိုကိုအသိမှပြုရရောက်တယ်သူကလာဆဲရင်ကိုကမကြားကြအောင်ဆောင်းနေရင်အသိမှမပြုရရောက်တယ်လက်ခံတယ်ဆိုတာလက်ခံလို့တုံ့ပြန်တာပေါ့လက်မခံရင်တုံ့ပြန်စရာရှိသေးရဲ့လားမရှိပါဘူးရှိဘူးဘာမှတုံ့ပြန်စရာမှမရှိဘူးကိုကလက်ခံလိုက်တာဟာဒီကောင်ငါဆဲနေတယ်ဆိုကြတဲ့သူကလက်ခံလိုက်တာဟုတ်
ဟာဒီကောင်စော်ကားနေတယ်ဆိုတာဒါလက်ခံလိုက်တာပဲလက်ခံပြီးတော့စဉ်းစားလို့ရှိရင် तू ကလက်ခံလိုက်တာနဲ့တပြိုင်နက်ခုနသိခံမှုကပြက်ပြဲသွားတယ်မြတ်စွာဘုရားအစကတည်းကကိုလက်မခံဘူးအတိမမပြုဘူးအတိမမပြုတော့တုံ့ပြန်စရာရှိသေးရဲ့လားမရှိပါဘူးမရှိဘူးအဲ့ဒါကြောင့်မို့လို့ဘဝတစ်ခုကြုံတွေ့လာတဲ့အခါမှာတဲ့ तू ကအမိကြီး၄ရက်နဲ့ပုဂ္ဂိုလ်မြတ်တွေမှာအမိအခု၄ရက်နဲ့ပြည့်စုံစတုရာပတ္တိနောမိခိုမှု၄ရက်အမိပြုမှု၄ရက်ဘာတော့ဆိုလို့ရှိရင်ဟုတ်လားလက်ခံကျင့်သုံးရမယ့်ဟာကိုဆိုရင်လည်းအတိညာနဲ့စဉ်းစားပြီးလက်ခံကျင့်သုံးတယ်သီးခံရမယ့်ကိစ္စဆိုလို့ရှိရင်လည်းအတိညာနဲ့သီးခံမှုပြုတယ်ရှောင်ကျင်ရမယ့်အရာတစ်ခုဆိုလို့ရှိရင်လည်းအတိညာနဲ့စဉ်းစားပြီးရှောင်ကျင်တယ်ကိုယ်နှလုံးထဲမှာမထားရဘူးပယ်လှန်ပြစ်တွန်းလှန်ပြစ်ရမယ့်ကိစ္စဆိုလို့ရှိရင်လည်းအတိညာနဲ့စဉ်းစားပြီးတွန်းလှန်ပြစ်တယ်ပညာကိုတတိဆိုတဲ့အဆောင်အရှောက်ရှိတယ်လို့ပဲပညာဆိုတဲ့စွမ်းအားကလည်း၄ဘက်၄တန်ကနေချတာဒါကြောင့်မို့လို့သူမြတ်တို့ရဲ့နှလုံးအိမ်ဟာအမတန်မှတည်ငြိမ်တဲ့အနေအထားကိုရောက်သူကသူတည်ငြိမ်တာမဟုတ်ဘူးလုံခြုံရေးတင်းကျပ်ထားလို့တည်ငြိမ်နေတာဟုတ်ကဲ့အတွင်းဆိုးတွေလည်းဘာမှမရှိတော့ဖယ်ရှားပစ်ထားတယ်ကောင်းတဲ့အခြေအနေတွေဖန်တီးပေးထားတယ်ဒါကြောင့်မို့သူမြတ်တို့ရဲ့နှလုံးအိမ်အမတန်မှတည်ငြိမ်တယ်ဟောနောက်တစ်ခုကဘာတုံးလို့ဆိုတော့သူမြတ်တွေမှာတဲ့ပုဂ္ဂိုလ်မြတ်တွေရဲ့နှလုံးအိမ်မှာအမှန်တရားလို့ပြောတဲ့အရာတွေကိုအားလုံးဖယ်ရှားထားတယ်အတွေးအထင်တွေနဲ့ပတ်သက်ပြီးလူတွေကအမှန်တရားလို့ပြောကြတယ်မြတ်စွာဘုရားလက်ထက်ကဖီလိုဆိုဖီဆိုတဲ့ဓာတနာတွေပေါ့အတ္တဆိုတဲ့အယူဆနဲ့ပတ်သက်ပြီးတော့လူတွေကအမျိုးမျိုးပြောကြတယ်အထင်အမြင်တွေကိုပြောကြအဲ့ဒီအထင်အမြင်လို့ပြောတဲ့အမှန်တရားတွေမှန်သမျှသူကလုံးဝထဲမစင်စားဘူးဖယ်ရှားပစ်ထားတယ်အဲ့ဒါတွေကိုစဉ်းစားနေလို့ရှိရင်လူရဲ့နှလုံးသားဟာဘယ်တော့မှတည်ငြိမ်မှာမဟုတ်ဘူးအဲ့ဒီအမှန်တရားလို့ပြောကြတဲ့ပစ္စေကသစ္စာသူကလည်းအမှန်ကိုယ်ကလည်းအမှန်အသီးသီးအမှန်လို့ပြောနေကြတဲ့အချက်10ချက်ရှိတယ်အဲ့ဒါကိုပဲအပြကတတရား10ပါးလို့လည်းခေါ်တယ်အဲ့ဒီ10ချက်ကဘာလို့ဆိုရင်လောကကြီးဟာမြဲတယ်လို့ဓမ္မအမှန်တရားလို့ပြောတာရှိတယ်တချို့ကဆန့်ကျင်မဲ့နဲ့လောကကြီးဟာမမြဲဘူးဓမ္မအမှန်တရားလို့ပြောတယ်လောကကြီးဟာအဆုံးရှိတယ်ဓမ္မအမှန်တရားဆန့်ကျင်ပြီးတော့ပြောတယ်လောကကြီးဟာအဆုံးမရှိဘူးဓမ္မအမှန်တရားဇီဝနဲ့တရိဒအသက်နဲ့ကိုယ်ဟာဒူဒူပဲအသက်ဒီပင်ကိုယ်ဒီပင်အသက်လို့ဓမ္မသာအမှန်တရားလို့ပြောတဲ့စကားမျိုးကိုလည်းလက်ခံထားတာမရှိဘူးအေးအသက်ကတခြားကိုယ်ကတခြားလို့ဒီလိုပြောတဲ့အမှန်တရားလို့ယူဆတဲ့အရာကိုလည်းလက်ခံထားတာမရှိဘူးနောက်တစ်ခုကတတ္တဝါဟာသိပြီးတဲ့နောက်မှာဖြစ်တယ်ဆိုတဲ့စကားကိုလည်းလက်ခံထားတာမရှိဘူးဘာဖြစ်လို့တုံးဆိုတော့တတ္တဝါဆိုတာရှိမှမရှိဘူးမရှိသည့်အတွက်ကြောင့်တတ္တဝါသည်သိပြီးနောက်မှာဖြစ်တယ်လို့ပြောတဲ့စကားအမှန်မဟုတ်ဘူးနော်အထင်အမြင်တစ်ခုမျှတာဖြစ်တယ်ဒါကြောင့်ဒါလည်းလက်ခံထားတာမရှိဘူးသိပြီးတဲ့နောက်မဖြစ်ဘူးဆိုတာကိုလည်းလက်ခံထားတာမရှိဘူးသိပြီးတဲ့နောက်မှာတချို့ဖြစ်တချို့မဖြစ်ဘူးဆိုတာကိုလည်းလက်ခံထားတာမရှိဘူးသိပြီးတဲ့နောက်မှာလုံးဝမဖြစ်ဘူးသို့မဟုတ်လုံးဝမဖြစ်ဘူးလည်းမဟုတ်ဘူးဆိုတဲ့မရေမရာစကားမျိုးကိုလည်းလက်ခံထားတာမရှိဘူးအားလုံးပေါင်းလိုက်တော့ပစ္စေကသစ္စာအသီးသီးကအမှန်တရားလို့ပြောနေတဲ့ဒိဋ္ဌိသစ္စာမှားယွင်းတဲ့အမြင်တွေနဲ့ပတ်သက်တဲ့သစ္စာဆိုတဲ့ဒီအချက်10ချက်ကိုလည်းပဲပုဂ္ဂိုလ်မြတ်တွေဟာလုံးဝလက်ခံစဉ်းစားထားတာမရှိဘူးသူတို့နှလုံးအိမ်တွေကဖယ်ထုတ်ထားတယ်ဒါတွေကိုစဉ်းစားမလို့ဘာဖြစ်လို့စဉ်းစားမလဲအကျိုးမရှိတဲ့အရာတွေအမှန်မှမဟုတ်တာဘာနဲ့ဥပမာတူတော့ဆိုရင်ဟုတ်လားရုံးရဲ့ခေါင်းမှာဂျိုးမမရှိဘူးမရှိတဲ့ဂျိုးလေးကိုအချွန်လေးလားအကောက်ကလေးလားအရှိကဘယ်လောက်ရှိတုံးလို့လက်ခံစဉ်းစားနေဖို့တင့်မလားမတင့်ဘူးလားတင့်ပါဘူးမတင့်ဘူးအဲ့ဒါကိုလက်ခံစဉ်းစားနေတာနဲ့အလားတန်တူတယ်တဲ့ခုနဟာဒီလက်ခံစဉ်းစားတာမရှိတာကိုလက်ခံစဉ်းစားတာအေးငါကားလေးမဝယ်ရသေးဘူး
နော်ငါမှကားမရှိဘူးအဲ့ဒီမရှိတဲ့ကားလေးဟာအနီလေးလားအဖြူရောင်လေးလားအစိမ်းရောင်လေးလားကြာရောင်လေးလားဟောဒီလိုလက်ခံစဉ်းစားတိုက်ပါမလားစဉ်းစားတိုက်ပါဘူးစဉ်းစားတိုက်ဘူးအဲ့ဒါလို့ပေါ့အမှန်တရားမဟုတ်ဘဲနဲ့အတွေ့အထင်အမြင်တက်တက်ကိုသာလဲအမှန်တရားလုပ်ပြီးတော့ပြောနေတဲ့အချက်တွေနဲ့ပတ်သက်လုံးဝဖယ်ရှားထားတာအဲ့ဒါကိုပဏုဏပစ္စေကသစ္စောဆိုတဲ့စကားလုံးနဲ့မြတ်စွာဘုရားဟောထားအေးပစ္စေကသစ္စာလို့ဆိုရဲသူကလည်းအမှန်ငါကလည်းအမှန်နဲ့အမှန်လို့ပြောထားတဲ့အချက်10ချက်ကိုလည်းပဲဖယ်ရှားထားပါတယ်တဲ့အရိယာပုဂ္ဂိုလ်ရဲ့နှလုံးထဲမှာမရှိပါဘူးဒါနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်သမဝယတတ္ထိတနောအရိယာပုဂ္ဂိုလ်တွေဟာရှားပွေမှုအလုံးကိုဖယ်ရှားထားပြီးဖြစ်နေဘုန်းကြီးတို့တွေကဘဝမှာရှားနေကြတာနော်မရှားတာမဟုတ်ရှားနေကြတာအလုံးကရှားနေတယ်လူတွေဘာတွေရှားနေတော့ဆိုချမ်းသာဒုက္ခရှားနေကြတယ်ချမ်းသာဒုက္ခရှားတာမဟုတ်ဘူးအလုံးရှားတာဗတ်ဆံရှားတာပြောမယ်နော်ဘာဖြစ်ဖြစ်ရှားနေကြတာပဲမဟုတ်လားကာမဂုဏ်အာယုန်တွေကိုလည်းရှားနေကြတာပဲအရိယသူမွန်နေကြတော့ရှားတာတွေအလုံးကိုရပ်တန့်လိုက်ပြီဘာမှမရှာတော့ဘုန်းကြီးတို့တွေကရှာတော့မှရှိသေးတယ်အဲ့ဒီသူမြတ်ရဲ့နှလုံးအိမ်မှာရှာမှုဆိုတာလုံးဝမရှိဘူးဘာတွေမရှာတာတော့ဆိုရင်ကာမေတနာခေါင်းကနှစ်သက်စရာအာယုန်နေနဲ့ပတ်သက်ပြီးဘယ်တော့မှမရှာတော့မျက်စိကနှစ်သက်စရာကြည့်ဖို့မရှာဘူးနားကနှစ်သက်စရာအသံနားထောင်ဖို့မရှာဘူးနှာခေါင်းကပွေးကြိုင်တဲ့အနံ့မရှာဘူးလျှာကကောင်းတာလေးမရှာဘူးနော်အရိယာပုဂ္ဂိုလ်တွေဆိုတာမရှာဘူးရတာလေးနဲ့မြတ်တာပြီးနေတာရှင်မကတ္တဗမထေရမြတ်ကြီးကိုကြည်ဉာဏ်နာပုဂ္ဂိုလ်ကြီးရှင်မကတ္တဗဆိုတာတော့ဆင်းရဲသားမဟုတ်ဘူးတကယ်ချမ်းသာတဲ့လူကြီးအဲ့ဒီခေတ်မှာချမ်းသာဆုံးနံပါတ်1တထေးအဲ့ဒါလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးသာသနာ့ဘောင်ဝင်လာတာဒါတွေအကုန်စွန့်ပစ်ပြီးဝင်လာတာနော်တေချာစဉ်းစားကြည့်သူပိုင်တာတွေနဲတာမဟုတ်ဘူးတခုမှတွေ့တာမှုမရှိပဲနဲ့အကုန်စွန့်ပစ်လိုက်ထားပါတော့စွန့်ပစ်ပြီးတော့ကောင်းကောင်းစားကောင်းကောင်းနေသလားလဲဆိုဝတ်တဲ့အဝတ်လည်းကြည့်အောင်သူတွေကောင်းနေရစ်ပတ်ပြီးပြစ်ထားတဲ့ပန်းသစ်ကိုဝတ်ကြည့်ဝတ်နေတော့လေတော်တယ်မှာစားတော့လေဆွမ်းခံစားလို့ရှိရင်သူ့တထေးတွေသူ့မိတ်ဆွေအများကြီးရှိတာပဲဘယ်အိမ်မှမသွားဘူးအစင်းရဲဆုံးအိမ်သွားတာသူသွားရင်အစင်းရဲသားအိမ်ဆိုတော့အကောင်းလောင်းနိုင်ပါမလားလောင်းနိုင်ဘူးအမတန်ဆင်းအမတန်ညံ့ပြင်းတဲ့အစာပဲသူရမှာပဲကောင်းတဲ့အစာတထေးကြီးတယောက်ကနေပြီးတော့တထေးဘွားကနေပြီးတော့သင်္ကန်းဝတ်လာပြီးဒီလိုအနေထားမျိုးကိုယ့်ဟာကိုယ်စိတ်ကူးလေးနဲ့ပဲနေကြည့်ပါနော်ဘလောက်ကြည်ညိုစရာကောင်းတော့စိတ်ကူးလေးနဲ့ပဲစားကြည့်ပါကဲသူသွားစားရှင်မကတ္တဗကြီးတခါဖုံးမေးတဲ့အစာအာဟာရလေးတခုပြောပြအစင်းရဲဆုံးပုဂ္ဂိုလ်လိုက်ရှာတယ်သူလမ်းဘေးမှာကုဋ္ဌယောဂတဲ့ကြီးကဟိုအိမ်ဒီအိမ်ကထမင်းကြံဟင်းကြံပေးတာလေးကိုလမ်းဘေးမှာထိုင်ပြီးတော့စားတယ်သူဆင်းရဲရှာတယ်သူစားတဲ့ထက်ကငါ့ကိုလှူရင်သူဒါနကောင်းမှုဖြစ်မှာပဲအဲ့ကုဋ္ဌနုနာယောဂတဲ့ကြီးထမင်းစားနေတဲ့နာသွားဆွန့်ရက်တာရက်တော့ဟိုလူကလည်းတရားတရားပေါက်တယ်လေသူစားနေတာမကုန်သေးကြမ်းနေတယ်အဲ့ဒါနဲ့သူခွက်တဲ့ကထမင်းရှေ့ပိုင်းနည်းနည်းတန့်တဲ့ထမင်းပေါ့နော်အဲ့ဒီထမင်းကိုအနူရဲ့လက်ဆိုဘယ်လိုနေမလဲစဉ်းစားကြည့်လက်ဤစွတ်ထားတာလည်းဟုတ်မှမဖြစ်နော်အဲ့သူထမင်းခွက်ထဲရှိတဲ့ထမင်းကိုရက်ထဲရှင်မကတ္တဗသပိတ်ထဲကိုရက်ထဲရက်ထားလိုက်တဲ့အခါကျတော့လက်ချောင်းတွေကထုံးနေတာလေသိမှမသိဘူးအဲ့ထဲကလက်တစ်ချောင်းကပြတ်ပါသွားအဲ့ဒီဝိထဲပြတ်ပါသွားတယ်ရှင်မကတ္တဗကအဲ့ဒီဆုံးလေးကိုခံပြီးတော့တဏှာမှာသွားပြီးလက်ပြတ်လေးဘေးဖယ်ပြီးတော့ဆုံးဖုံးပေးတယ်အဲ့ဒါစားနိုင်ပါမလားအဲ့ဒါစားနိုင်ပါလို့တွေးတော့မကြည့်ရဘူးနော်တွေးလို့တော့မကြည့်ရဒါမှတ်တမ်းထဲမှာရှိတယ်
ရှင်မဂ္ဂတပအကြောင်းနဲ့ပတ်သက်ဘာဖြစ်လို့စားနိုင်တာတော့လို့မယုံကြည်စရာပဲဘာဖြစ်လို့တော့ဆိုအရိယာပုဂ္ဂိုလ်မြတ်တို့ရဲ့နှလုံးအိမ်ထဲမှာထူးမခြားတာစိတ်ဓာတ်ဘလောက်ကြန့်ခိုင်နေဆိုတာစဉ်းစားကြည့်အနုရဲ့လက်ပြတ်နဲ့ထမင်းနဲ့တထေးအိမ်ကထမင်းနဲ့ဓာတ်နုထနိုင်တယ်စိတ်ဓာတ်ကိုပြောင်းလို့ရတယ်နော်နတ်သမီးလောက်လှတဲ့အဆင်းကိုလည်းပဲအယုဆိုးမှရည်ဖြစ်သူစိတ်ထဲမှာပြောင်းလို့ရတယ်ယွန်စရာကိုလည်းယွန်စရာမဟုတ်ဘူးလို့ပြောင်းလို့ရတယ်ယွန်စရာမဟုတ်တာကိုလည်းယွန်စရာလို့ပြောင်းလို့ရတယ်နတ်သမီးလိုလှပနေတဲ့အဆင်းကိုလည်းပဲအတုပအဖြစ်ပြောင်းလို့ရတယ်ဟောစိတ်ဓာတ်ကိုအဲ့လောက်ထိအောင်ပိုင်နိုင်တယ်လို့ပြောတာနော်ယန္တာပုဂ္ဂိုလ်တွေစိတ်ဓာတ်ကိုပိုင်တာပိုင်လို့စားနိုင်တာဘောလို့ပဲစားနိုင်လို့တကယ်တော့ပြောမယ်ဆိုလို့ရှိရင်သဘာဝတရားနဲ့ကြည့်မယ်ဆိုလို့ရှိရင်သမင်းကလည်းဓာတ်ကြီး၄ပါးပဲအနုရဲ့လက်ပြက်ကလည်းဓာတ်ကြီး၄ပါးပဲမဟုတ်လားဓာတ်သဘောနဲ့ခွဲရင်အထက်ကလရုပ်၈ခုနဲ့ဖွဲ့စည်းထားတာအကြည့်ပဲအကုန်လုံးပရမတ္ထရှုထောင့်ကကြည့်လို့ရှိရင်ဒီ၈ခုကလွဲတာရှိသေးလားမရှိပါဘူးမရှိဘူးသဏ္ဍာန်ကလေးနဲ့ဝဟရာလေးနောက်လိုက်နေတာဟောလူကသိကြတဲ့ဒါအနုရဲ့လက်ပြဟိုဟာကထမင်းဆိုကွဲနေတယ်လေသို့တော်သဘာဝတရားကိုကြည့်ရင်ဟိုဟာလည်းပထဝီဒါလည်းပထဝီနော်ဟိုဟာလည်းရုပ်ရှိခုပေါင်းဒါလည်းရုပ်ရှိခုပေါင်းဆိုခွဲလို့ရသေးလားမရဘူးအဲ့ဒါလို့စိတ်ကိုတည်ကျင်အောင်ထားနိုင်တယ်တဲ့ဒါပြောတာနော်အေရိယသူမွန်ပုဂ္ဂိုလ်တွေဆိုတာကကာမေတနာကောင်းလို့ရလိုက်ရှားနေတာမျိုးမရှိတော့ဘူးတဲ့ဆွန့်လွတ်လိုက်ပြီတွေ့တာနဲ့ပဲရှင်းတတ်နေတယ်ဘဝေဒနာဘဝကိုလည်းရှားတာမရှိတော့တာမန်ပုဂ္ဂိုလ်တွေကတော့အေးဒီဘဝနဲ့ကောင်းတဲ့ဘဝရောက်ရပါလို့ဤကိုလာသေးတယ်လေဒီတဲ့ကောင်းတာလိုချင်နေတော့မယ်နော်ညော်တော့မယ်ဒီဘဝနဲ့ကောင်းတာရှိရအောင်လိုချင်နေတော့မယ်ဗျမစရိယေတနာတဲ့အကျင့်တရားနဲ့ပတ်သက်ပြီးတော့လည်းပဲမရှာတော့ပြီးသွားပြီကျင့်စရာတွေအားလုံးကုန်သွားပြီဟောရှာမီးခြင်း၃ရက်ကိုလည်းအမြင့်ဖြတ်ထားပြီပုဂ္ဂိုလ်မြတ်တို့ရဲ့နှလုံးအိမ်ဟာရှားပွေးနေတာမရှိတော့ဘူးတဲ့ရပ်တန့်တည်ငြိမ်နေသွားပြီလို့ဒီလိုပြောတာနော်မြတ်သောအကျင့်နဲ့ထွတ်ထိပ်ထအောင်ကျင့်ပြီးသွားသည့်အတွက်ကြောင့်ရှားပွေးမှုကရပ်တန့်သွားပြီပฏิပတ်တ္တာငြိမ်သွားပြီလို့ဒီလိုပြောတာအေးမရှားတော့ဘူးဆိုတဲ့အခါအတွေးတွေနဲ့ပတ်သက်ပြီးသူတို့ရဲ့နှလုံးအိမ်ဟာဘယ်ပုံရှိတယ်လဲဆိုလှုပ်ရှားတဲ့အတွေးသူတို့တဏ္ဍာမှာလုံးဝမရှိတော့လှုပ်ရှားရောက်ရက်ခတ်နေတဲ့အတွေးတွေဒါပြင်လှုပ်ရှားရောက်ရက်ခတ်နေတဲ့အတွေးတွေကဘာတွေတော့ဆိုရင်ကာမသင်္ကပ္ပနှစ်သက်စရာအာယုန်တွေနဲ့ပတ်သက်နေတာတွေးနေတာနော်ကောင်းတာလေးကြည့်ဖို့တွေးတယ်ကောင်းတဲ့အတန်လေးနားထောင်ဖို့တွေးတယ်နားထောင်ပြီးလို့ရှင်လည်းအဲ့ဒီအတန်လေးတွေးနေတယ်ဝိကြိုင်တဲ့အနံလေးရှူပြီးရင်လည်းအဲ့ဒီရှူထားတဲ့အနံလေးပြန်တွေးနေတယ်ကောင်းတဲ့အရာသာလေးစားပြီးရင်လည်းကောင်းလိုက်တာလို့ပြန်တွေးနေတယ်အေးရိယသူမောနေရဲ့နှလုံးအိမ်ထဲမှာအဲ့ဒီလိုကာမနဲ့ပတ်သက်တဲ့အတွေးတွေဆိုတာမလာတော့ဘူးဒါတွေကနှလုံးသားကိုညှဉ်းနှွမ်းတဲ့အတွေးတွေရောက်ရက်ခတ်စေတဲ့အတွေးတွေပဲအဲ့ဒီအတွေးတွေမလာဘူးဒါရင်လားဆိုတော့ဗျာပါဒသင်္ကပ္ပသူများကိုနှိပ်စက်လို့တဲ့အတွေးညှဉ်းပန်းလို့တဲ့အတွေးမုန်းတီးတဲ့အတွေးတွေလည်းမလာတော့သူတို့မှမရှိဘူးဘယ်သူကိုဆိုလိုတာကကာမသင်္ကပ္ပဘယ်သူကိုချစ်ပါတယ်ဗျာပါဒသင်္ကပ္ပဘယ်သူကိုမုန်းတယ်ဆိုတာချစ်တယ်မုန်းတယ်ဆိုတဲ့အတွေးတွေမရှိတော့ဘူးပဲပြောတာနော်ဒီအတွေးတွေဟာစိတ်ကိုရောက်ရက်ခတ်စေတတ်တဲ့အတွေးတွေပဲအဲ့ဒီအတွေးတွေတခုမှမရှိဘူးတဲ့ဝိဟိတသင်္ကပ္ပဘယ်သူကိုညှင်းဆဲလိုက်ရမလဲဘယ်သူဒုက္ခရောက်သွားအောင်လုပ်ရမလဲဆိုတဲ့အတွေးမျိုးတွေလည်းသူတို့မှမရှိတော့ဘူးဆိုတော့ရှုပ်ထွေးနေတဲ့အတွေးတွေကင်းလို့အနာဝိလသင်္ကပ္ပောရှုပ်ထွေးနေတဲ့အတွေးတွေလှုပ်ရှားနေတဲ့အတွေးတွေညှဉ်းနှွမ်းနေတဲ့ညစ်ကျုပ်နေတဲ့အတွေးတွေမတန့်စင်တဲ့အတွေးတွေပုဂ္ဂိုလ်မြတ်တွေရဲ့နှလုံးအိမ်ထဲမှာလုံးဝမရှိပါဘူးစဉ်းစားကြည့်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာအဲ့ဒီအတွေးလေးတွေပေါ်လာရင်ဘယ်နဲ့နေပါဒီအတွေးတွေကမပြတ်ပေါ်နေတာနော်
ကာမနဲ့ပတ်သက်တဲ့အတွေ့ချင်းတွေ့မယ်မကျေနပ်တဲ့အတွေ့တွေတွေ့ချင်းတွေ့နေမယ်ညှင်းဆဲဖို့အတွေ့တွေတွေ့ချင်းတွေ့နေမယ်အဲ့ဒီအတွေ့တွေနှလုံးသားကိုနှောင့်ယှက်ပေးတဲ့အတွေ့များတာဖြစ်တယ်အဲ့ဒီအတွေ့အလုံးကိုဖယ်ရှားပြီးဖြစ်နေပြီလို့တို့ပြောတာအနာဝိလသင်္ကပ္ပောနောက်တစ်ခုကြတော့ဘာလို့ဆိုပတ္တထကာယသင်္ခါရောသူတို့သူမြတ်တွေဟာဒါတော့ယမယံခါဖြစ်လောက်တယ်ယမယံခါဖြစ်ရုံမှမကဘူးအမတန်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်မြတ်အနည်းဆုံးအနာဂံယန္တာဆင့်ရောက်သွားပြီဆိုလို့ရှိရင်ပတ္တထကာယသင်္ခါရကာယသင်္ခါရဆိုတာထွက်လေဝင်လေကိုပြောတာဘုန်းကြီးတို့တွေမှာတစ်ခါထွက်လေဝင်လေကအမတန်မှကြမ်းတမ်းတယ်နော်တချို့ကြထွက်လေဝင်လေကြမ်းလိုက်တာတော့ညကိုအနန္တလူတော်မအိမ်နိုင်ဘူးခေါ်နဲ့အေးပတ္တထကာယသင်္ခါရသူတို့သူမြတ်တွေကြတော့ကာယသင်္ခါရဆိုတဲ့ထွက်လေဝင်လေဟာလုံးဝချုပ်ငြိမ်းအမတန်မှသိမ်မွေ့ဘယ်လိုအချိန်ဒီမှာကာယသင်္ခါရထွက်လေဝင်လေဟာရပ်ဆိုင်သွားတယ်လေကာယသင်္ခါရဆိုတာထွက်လေဝင်လေအဲ့ဒီထွက်လေဝင်လေအသက်ရှူဆိုင်မှုဟာဘယ်အချိန်မှာရပ်ဆိုင်သွားတယ်လဲဆိုရင်တမာတိစွမ်းအားနဲ့ဒုက္ခကိုလည်းဖယ်ရှားလိုက်တယ်ဒုက္ခကိုလည်းဖယ်ရှားလိုက်တယ်ဒေါမနတဝန္တာမှုဆိုတာလည်းမရှိဘူးဒေါမနတဝန္နီမှုဆိုတာလည်းမရှိဘူးစိတ်ရဲ့လှုပ်ရှားမှုတွေအလုံးငြိမ်သွားပြီးတော့နော်ဝန္တာတာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးဆိုတဲ့ခံစားမှုနဲ့အမတန်မြင့်မြတ်ဖြူစင်တဲ့စတုထဇံလို့ဆိုတဲ့တမာတိစိတ်နဲ့နေပြီဆိုလို့ရှိရင်ဆိုလိုတာစတုထဇံဝင်စားလိုက်လို့ရှိရင်ထွက်လေဝင်လေဆိုတဲ့အတ္တပတ္တတရပ်ဆိုင်သွားဆရာဝန်ကြီးကတော့ပြောမှာပေါ့လေးမရှိရင်သေမှာပဲလို့မသေဘူးအသက်မရှိဘဲနဲ့မသေတာတွေရှိတယ်နော်စတုထဇံဝင်စားနေတဲ့ပုဂ္ဂိုလ်ကအသက်မရှိဘူးအသက်မရှိဘဲနဲ့အသက်ရှင်နေတာတမာတိစွမ်းအားနဲ့ရပ်ဆိုင်ထားတာဘလောက်တိမ်မွေ့တယ်လဲဆိုတာစဉ်းစားကြည့်လူရဲ့နှာခေါင်းကတရှူးတရှဲရှဲထွက်နေတဲ့ဟာရပ်ဆိုင်ထားတယ်သူ့ရဲ့ဒီထွက်လေဝင်လေဟာဘာကြောင့်ဖြစ်တာလဲဆိုစိတ်ကြောင့်ဖြစ်နေတာအဲ့ဒီစိတ်ကလေးကိုတိမ်မွေ့အောင်လှုပ်လိုက်လို့ရှိရင်ထုတ်လုပ်နိုင်စွမ်းမရှိတော့ဘူးကြရသွားစိတ်ကငြိမ်သွားတဲ့သဘောကိုပြောတာတမာတိစိတ်စွမ်းအားအမှန်တန်ငြိမ်သွားတယ်ငြိမ်သွားသည့်အတွက်ကြောင့်ပတ္တတကာသင်္ခါရထွက်လေဝင်လေရပ်ဆိုင်သွားတယ်အဲ့ဒီအနေအထားမျိုးယမယံခါအရိယာသူတော်စင်တွေဟာသူတို့ရဲ့နှလုံးသားထဲမှာဒီဟာမျိုးဟာမကြာခဏရောက်လာတတ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်သူဝိမု ddha စိတ်တော်အရိယာသူတော်စင်တွေရဲ့စိတ်ဟာရာဂကလည်းလုံးဝလွတ်မြောက်တယ်အတွေ့အတာတွေကလုံးဝလွတ်မြောက်သွားပြီသူတို့စိတ်ထဲမှာတွေ့တာလားဆိုတာဘယ်ဟာမှမလာတော့နောက်ဆုံးမှာလူဆိုတာနော်တွေ့တာစရာမရှိရင်ကိုယ့်ကိုယ်တွေ့တာလားဘုန်းကြီးတွေလည်းကြည်အောင်နော်အိမ်တော်ရသားတွေ့တာစရာမရှိရင်ကျောင်းကံမှာသွားတွေ့တာမျိုးဖြစ်တတ်တယ်ကိရိတာမကင်းသေးလို့ရှိရင်အတွေ့တာမကင်းသေးဘူးအတွေ့တာဆိုတာပြောင်းတွေ့တာပဲလေဒါကိုလွတ်လိုက်ရင်ဟိုကတွေ့တာပဲမတွေ့ပဲမနေဘူးတခုတော့သွားတွေ့တာကြည်ဒီရိယပုဂ္ဂိုလ်မြတ်တည်းရဲ့နှလုံးသားတော့တွေ့တာမှုဆိုလုံးဝကင်းသွားအတွေ့တာဆိုတာလည်းကင်းတယ်အမုန်းတရားဆိုတာလည်းကင်းသွားတယ်မသိဘူးဆိုပြီးတော့လုံးတဲ့မလုံးတဲ့မသိတယ်ဆိုတာမောဟဆိုတဲ့တွေ့ဝေမှုကလည်းလုံးဝကင်းသွားတယ်အဲ့ဒီစိတ်ထဲဟာအရိယသူမောနေရဲ့နှလုံးအိမ်ထဲကစိတ်ဟာတွေ့တာမှုကလည်းလွတ်နေတယ်မုန်းတီးမှုကလည်းလွတ်နေတယ်အမှန်မသိမှုကလည်းလွတ်နေတယ်ဆိုတော့လွတ်မြောက်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ပေါ့တကယ်ကိုသူ့ရဲ့စိတ်ဓာတ်အဆိုးတွေကနေလွတ်နေတယ်လုံးဝကင်းလွတ်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒါကိုသူဝိမု ddha စိတ်တော်ကောင်းကောင်းကြီးလွတ်ထို့တူပဲသူဝိမု ddha ပညောအသိပညာနဲ့ပတ်သက်လာလို့ရှိရင်လည်းသူမော်နေရဲ့ပုဂ္ဂိုလ်မြတ်တွေရဲ့နှလုံးသားဟာလုံးဝကိုလွတ်မြောက်နေတယ်။ဘာလဲငါရဲ့စိတ်လေးမှာငါရဲ့တဏ္ဍာမှာတွေ့တာမှုကိုလုံးဝဖယ်ရှားလိုက်ပြီဒီတွေ့တာမှုကဘယ်လိုနည်းနဲ့မှပြန်မပေါ်တော့ဘူးသိတယ်
Eri Adinya. Retamu looked at Lutidi to John, Lumia de Adinya meta. No, Lumia moon a patta de Adinya. Moni Musurane, Belunina Masena Lumia, Nalondarema, Peroma Moni Musura, Winoma Modo. A Jimmy Peshabi Bibi, now Beroma Piama Pite, and 8 time unit Peshabi Bibi. Tide. We move Mamadi Musura leve. Pedo Kama Lion, Nalonare, Yalama Hopu. A Jimmy Peshabi Bibi, Dide. Erelu Dide, a D, do we moda Seta. Kilida Adwariga, no one Lumia Dore, a Pinya dea. သူ့ရဲ့နှလုံးသားမှာကြီးစိုးနေတာဖြစ်တယ်ဒါအရိယာပုဂ္ဂိုလ်အရိယာသူမောနေဟာသူတို့ရဲ့နှလုံးအိမ်ထဲမှာယခုလိုအခြေအနေပေါင်းလိုက်တဲ့အခါကျတော့10မျိုးပေါ့10မျိုးနံပါတ်1ကအစိုးတရား5ပါးကိုဖယ်ရှားထားတယ်နံပါတ်2ကအာယု6ပါးနဲ့ပတ်သက်လာလို့ရှိရင်တည်ငြိမ်အေးချမ်းမှုဆိုတာနဲ့ပြည့်စုံတယ်တတိတံပညာနဲ့ပြည့်စုံတယ်တတိဆိုတဲ့နံပါတ်3ကတတိဆိုတဲ့အဆောင်အရှောက်အခိုင်အမာရှိတယ်နံပါတ်4ကညီရ4ချက်နဲ့ပြည့်စုံတယ်နံပါတ်5ကအမှန်တရားလို့လက်ခံထားတဲ့အတွေးအမြင်တွေကိုလုံးဝဆွန့်လွတ်ထားပြီးသားဖြစ်တယ်နံပါတ်6ကရှားပွေမှုအားလုံးစွန့်ပယ်ပြီးသားဖြစ်တယ်နံပါတ်9ကရှုပ်ထွေးတဲ့အတွေးတွေနှလုံးသားမှာမရှိဘူးနံပါတ်10ကထက်လေဝင်လေဆိုတဲ့ကာသင်္ခါရလုံးဝငြိမ့်နေတယ်ငြိမ့်သွားတဲ့အခါရှိတယ်နံပါတ်9ကလွတ်မြောက်နေတဲ့စိတ်နံပါတ်10ကလွတ်မြောက်နေတဲ့ပညာအဲ့ဒီလိုနှလုံးသားထဲမှာဒီတဘာဝအည်အသွေးဂုံရည်တွေရှိနေပြီဆိုလို့ရှိရင်တော့ဒါအရိယပုဂ္ဂိုလ်ပါပဲအရိယပုဂ္ဂိုလ်ရဲ့နှလုံးသားဆိုတာအခုလိုအည်အသွေးတွေတွားမိုးကြီးစိုးထားတဲ့နှလုံးသားဖြစ်တယ်စဉ်းစားပြီးတော့ဘုန်းကြီးတို့ကြီးညိုကြည့်ကြမယ်ဆိုလို့ရှိရင်ဒီလိုအည်အသွေးတွေရှိလာပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာဘလောက်ငြိမ်းချမ်းမလဲဘလောက်တည်ငြိမ်မလဲအဲ့ဒီပုဂ္ဂိုလ်များဟာလူဘဝနဲ့ပတ်သက်ပြီးတော့သိခြင်းတရားဆိုတာရှိတယ်ဘုန်းကြီးတို့တွေကြတော့ပါလဲမသိခြင်းသေးဘူးနေခြင်းသေးတယ်ဆိုတာရှိကြတယ်နော်အဲ့ဒီအရိယာပုဂ္ဂိုလ်ဒီလိုအည်အသွေးတွေနဲ့ရှိတယ်သူတို့နှလုံးသားထဲမှာသိခြင်းပြီဆိုတဲ့အတွေးလည်းဘယ်တော့မှမလားနေခြင်းသေးတယ်ဆိုတဲ့အတွေးလည်းဘယ်တော့မှမလားအချိန်ကိုပဲစောင့်နေတယ်အချိန်စောင့်နေဆိုတာသူအချိန်နဲ့သူကသူလုံးလုံးလေးမကိုယ်နဲ့မဟာမဆိုင်တဲ့သဘောနေတာနော်ဒါမို့လို့ယန္နာမထေရမြတ်ကြီးတွေကပြောလို့ရှိတယ်နာဘိနန္ဒာမိဇီဝိတံနာဘိကင်္ခာမိမရဏံအေးသက်ရှင်နေတာကိုလည်းသူကကြိုက်တယ်လို့ဆိုလို့မရဘူးသိခြင်းတရားကိုလည်းပဲနှစ်သက်တောင်းတနေတယ်လို့ဆိုလို့မရဘူးသိချင်တာလည်းမဟုတ်နေချင်တာလည်းမဟုတ်အဲ့ဒီအတွေးတွေလုံးဝမလာဘူးသို့တော့ဘဝတစ်ခုဆွန့်လွတ်ပြီးလို့ရှိရင်ရတော့မဲ့သာဝရအငြိမ့်တတ်ဆိုတဲ့နိဗ္ဗာန်ကိုတော့မျှော်လင့်တယ်ဘာနဲ့ဥပမာတူတုံးလို့ဆိုအဲ့ထဲမှာဥပမာပေးထားတာလာခစားအလုံသမားတယောက်ဟာဒီကနေ့ပေးဒီနေ့မှာလာခရဖို့ပဲသူကြည့်တယ်အဲ့ဒီနေ့မှာငါလုပ်တဲ့အလုပ်တွေပြီးပြီလားဆိုတာသူမစဉ်းစားဘူးဒီနေ့လာခထုတ်ရမယ်ဒါပဲအဲ့ဒီအရိယာပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာလည်းပဲတည်တဲ့နေ့ဟာနိဗ္ဗာန်လာခထုတ်ရမယ်နေ့ပဲလို့စိတ်ထဲမှာရှင်းတတ်မှုကလေးတော့ရှိတယ်ပေါ့ဘာဖြစ်လို့လဲဆိုရင်ခန္ဓာရဲ့ဒုက္ခကိုမြင်တာဟုတ်နော်မြင်လာတော့ဒီဒုက္ခကြီးတော့အဆုံးသတ်ပြီဆိုတာလေးတော့ရှိတယ်ပေါ့သို့တော့သိချင်တာမရှိဘူးနေချင်တာမရှိဘူးအေးရိယာရဲ့နှလုံးအိမ်ဟာဘလောက်တည်ငြိမ်နေဆိုတာကိုဟောဒီအရိယဝါဒသုတ်တံကိုကြည့်ပြီးတော့ကြီးညိုလေးစားမျက်နှာနိုင်ကြတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေလည်းကျင့်ကြံကြိုးကိုအထောက်ကြမယ်ဘုရားဟောတဲ့တရားဓမ္မတွေအတိုင်းဒုရိယာပုဂ္ဂိုလ်တွေဟာဘာကြောင့်ဒီအဆင့်ကိုရောက်သွားကြသလဲဆိုရင်နိဝရဏတရား၅ပါးကိုဖယ်ရှားပစ်ခြင်းတတိပဋ္ဌာန်တရား၄ပါးပေါ်မှာစိတ်ကိုအခြေစိုက်ထားခြင်းဘုဇင်9ပါးကိုအဆင့်မြင့်အောင်ပွားများခြင်းဆိုတဲ့ဒီနိလန့်ကလွဲလို့တခြားနည်းနဲ့ဒီအခြေအနေမျိုးမရောက်ဘူးတဲ့
ဒီနေရာရောက်ချင်ရင်ဒီလမ်းကပဲရှောက်ရမယ်အဲ့ဒါကြောင့်မလို့ဒီလမ်းစဉ်တွေဟာတကယ်ရှိနေတဲ့လမ်းစဉ်တွေဖြစ်သည့်အတွက်ကြောင့်ဘုန်းကြီးတို့တွေဟာနိဗ္ဗာန်တရား၅ပါးကိုစိတ်ထဲကမိမိတို့တဏ္ဍမရှိတဲ့နိဗ္ဗာန်တရား၅ပါးတွေကိုဖယ်ရှားလို့တတိပဌာန်တရား၄ပါးပေါ်မှာတတိကိုအခြေစိုက်ပွားများကဘုဇင်9ပါးကိုတိုးတက်မြင့်မားစေခြင်းဖြင့်အရိယသူမုံတို့ရဲ့နှလုံးအိမ်မျိုးဘုန်းကြီးတို့တွေမှာနှလုံးအိမ်မျိုးရရှိခံစားနိုင်ကြမှာဖြစ်တယ်လို့ရရှိခံစားနိုင်ကြပါစေလို့ဆုတောင်းပြီးကြင်ကြံကြိုးကုန်အားထုတ်နိုင်ကြပါစေကုန်တည်း